我来带孩子。没咋弄，没咋弄的。你这弄明我都明明。多少来嘛？当木叶、头白叶，加点椒。အခုချမ်းတို့တွေဒါဒုတိယနေ့ပေါ့နော်ဒိတ်ထီကိုရောက်တဲ့ဒုတိယနေ့မနက်အခုချမ်းတို့တွေကရက်ချောင်းပေါ့နော်ကရက်ချောင်းဘက်ကိုသွားနေတာကရက်ချောင်းကကရက်ချောင်းဟုတ်တယ်အဲ့ဒီဘက်ကိုသွားနေတာသူကကြတော့ချမ်းတို့တဲတဲ့နေရာနဲ့က9မိနစ်လောက်ပဲဝေးတယ်ပေါ့နော်လမ်းလျှောက်သွားမယ်ဆိုရင်အခုအဲ့ဘက်ကိုလမ်းလျှောက်သွားနေတာဒီချိန်ရေရှိတာမရှိလားတော့ချမ်းလည်းမသိဘူးရှိလောက်မှာပါရှိလားမရှိလားဟိုရောက်မှကြည့်တာပေါ့နော်ဆိုတော့အခုအဲ့ဒီဘက်ကိုသွားမယ်ဆိုတော့ကထချောင်းတို့လေဆိုတော့ဒီလမ်းတိုင်းဝင်ရမှာပေါ့နော်ဟိုဘက်မှာကြတော့ဒါတောင်ပေါ်တက်တဲ့ကားဟိုအဲ့မှာခဏအဲ့ဒီနေရာမှာခဏရက်ပြီးတော့ဘာလည်းမသိတော့လောက်ကြရပေါ့နော်တောင်တက်ကားလေးအခုချမ်းတို့တွေဒီဘက်အဲ့ရဲ့ဘယ်ဘက်လမ်းလေးထဲကိုဝင်လာတာအဲ့လမ်းတိုင်းဝင်တော့မဆိုကထချောင်းကိုရောက်မယ်ပေါ့နော်ချမ်းလို့အခုတဲတဲ့ The Marriott Resort ကကြတော့ဒီကင်မွန်စခန်းမှာရှိတယ်ပေါ့နော်ကြိုက်ထီကိုတောင်ချီကင်မွန်စခန်းမှာရှိတယ်သူကကြတော့ရှူချမ်ဘယ်မှာရှာတွေ့လဲဆိုတော့ Google Map မှာချမ်းလိုက်ရှာတော့အဲ့ဒီမှာဒီအဲ့နားမှာ resort လေးတွေ့တော့နော်ရေကူးကန်ပါတယ် resort နှစ်ခုတွေ့တော့အဲ့ဒါဓာတ်ပုံထဲမှာဒီ Marriott ကလှတော့အဲ့နဲ့ဒီကြာပန်းလေးနဲ့ရေကန်နဲ့အဲ့လိုတောင်နဲ့ရှူခင်ပေါ့နော်အဲ့လိုမျိုးတွေ့တော့လှတော့အချမ်းအဲ့ဒါကိုရွေးလိုက်တာအဲ့ resort ကဂျားထဲမှာပိတ်ထားတာတော်ကြာပြီပြီးတော့အခုမှပြန်ဖွင့်ခါစားပေါ့နော်ဆိုတော့လာချမ်းတို့ရောက်တော့ဒီမှာကလူကတောက်ကြနေလဲဖြစ်လို့လာတော့မသိဘူးချမ်းတို့2ယောက်ပဲရှိရပေါ့နော်လူအဲ့လေမတွေ့သေးဘူးပြီးတော့ဒီလူအရန်နဲနေတော့မီးလဲညဘက်မပေးနိုင်ဘူးဖြစ်နေတာဗောနော်ဒါ3နာရီချမ်းဖုံးဆက်မဲကြော3နာရီမီးပေးမယ်ဒါညဘက်ကိုဗောနော်ညဘက်ဆိုရင်မနက်ပိုင်းနဲ့နေ့လည်ရကြလား EBC မီးတိုင်းပဲဗောဟုတ်ပါတယ်ဟိုစီစေးနဲ့ကြတော့လဲဆိုတော့ဟိုဘယ်လိုခေါ်မလဲလူအရန်နဲနေတော့မလုပ်ပေးနိုင်ဘူးဟိုလူများရင်တော့ဒီလိုမီးစက်ဖွင့်ပေးနိုင်လောက်မှာပါဒီတူလို့တခြား resort လေး hotel တွေလိုလည်းပဲဒါမဲ့အခုကလူမတရားနဲတော့မဖွင့်ပေးနိုင်အဲ့လိုနေထားဖြစ်နေတာအမလေးဟဲ့သူများတွေကတည်းကချောင်းဘယ်လိုသွားလဲတော့မသိငါကြောင်လေးထဲကနေဝင်လာပြီးတော့ဘယ်လိုသွားလို့သွားမှန်းလည်းမသိဖြစ်အော်ဒီမှာဟုတ်တယ်မှန်တယ်ဒီကနေဆင်းအဲ့ကူရအော်ရေရှိတယ်ဟာရေရှိတယ်မနက်စောစောမို့လားမသိလူရှင်းနေရပဲကောင်းလိုက်တာဟိုဘက်ကနေသွားရင်ပိုစင်မြေမှာဟိုဘက်ကနေသွားမှာပိုစင်ငါဘယ်ကနေငါဘလို့လာပြီးတော့ဘလို့ပြန်တော့မှန်းတော့မသိတော့ဒုက္ခပဲဆိုင်လေးကဟိုဘက်မှာဟိုဘက်နဲ့ဟိုမှာဆက်နေနေအရှိတယ်ဟိုမှာကြားတယ်ဒီဘက်ကသွားတာလားမဟုတ်ပါဘူးဟိုမှာဘယ်လိုသွားမှာ Oh my god
မရအောင်အဲ့ဒါကြွေးလေးနဲ့လောက်ထားချောလိုက်မှမရအောင်သွားတက်ဘူးဒီဘက်ကပဲသွားမယ်မလေးဟဲ့ကတချောင်းမှာလမ်းမှားပြီးတော့ဝင်လာပြီးတော့တွားဖို့လမ်းကြောင်းပြောင်းနေရေဖြတ်မှာဟာchannel တွေအခုကရချောင်းကိုရောက်လာပြီပေါ့နော်လမ်းလျှောက်လာတာလမ်းမှားပြီးတော့ဟိုးဘာကြောင်တွေကနေပြီးတော့လာလိုက်တာအဲ့မှာခက်ခဲလာလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီအမှားတော့ဒီအဲ့ဘက်ကနေလာမှာမဟုတ်ချမ်းစောနာလာခဲ့တဲ့လမ်းလေးအဲ့လမ်းကလာမှာမဟုတ်အပေါ်ကနေတထားကနေဖြတ်ပြီးတော့လာမှာဆိုတော့လမ်းမှားပြီးတော့လာခဲ့လိုက်တာပေါ့နော်ဆိုတော့အဲ့ခု channel တွေဒီနေ့ကရချောင်းမှာပေါ့နော်ဒီခဏအပန်းဖြေမယ်ပြီးတော့ရင်တော့ဒီဟိုတယ်မှာ check out လုပ်ပြီးတော့ရန်ကုန်ကိုပြန်ဆင်းတော့မယ်ပေါ့နော်အဲ့ဆိုပြန်ဆင်းဖို့တော့အခုဒီကားလက်မှတ်မဖြတ်ရသေးဘူးဆိုတော့ကားလက်မှတ်ကကြတော့ချမ်းဖုန်းဆက်မေးကြည့်တာ10နာရီမှပဲတို့ပုံကင်လက်ခံမယ်လို့တော့ပြောတယ်10နာရီမှပဲလက်ခံမယ်လို့ပြောတယ်ပေါ့နော်လက်မှတ်ရမရကြမသေးချလို့လေဆိုတော့ကြည့်ရတာချမ်းစိတ်တယ်ဒီအသွားပေါ့နော်ကြိုက်ထီကိုသွားတဲ့လူတွေမှာပြန်တဲ့လူတွေကမပါတဲ့ဘယ်လိုခေါ်မလဲလွတ်နေတဲ့အချိန်ပေါ့အဲ့လိုအခုံလေးပဲရောင်းနေတယ်သူပါတယ်ကြည့်ရတာဆိုတော့ချမ်း10နာရီကြာတဲ့ချက်ဖုန်းဆက်ကြည့်လိုက်အောင်မှထပ်ပြီးတော့ဆိုအခုထန်လောဆယ်ဒီမှာဟွာဝါဦးတုံနဲ့ဒီကြောက်ပွင့်တုံတော့မှားထားတယ်ဆိုတော့ဒါကြတော့ဝါဦးတုံကလေးစားကောင်းတယ်ရှောက်ရွက်နဲ့လေတင်းလေးနဲ့ပြောဟွာပဲမုတ်ရတာလေလည်းရတယ်ကြားအဲ့လိုမျိုးရှောက်ရွက်နဲ့လို့ကြိုက်တော့သဘောကျတယ်တပူးတုံးလေအဲ့လိုမျိုးရတာမျိုးစင်တယ်ပေါ့နော်ဒါပေမဲ့ဝါတာကျတော့တပူးတုံးတက်ပို့ပြီးဝါလို့ကောင်းရောပျော့အီလေးအဲ့လိုမျိုးလေဟုတ်တယ်ဟိုရကျွတ်ထုတ်လေးအဲ့လိုကြည့်အောင်ကိုပါကြည့်အောင်ကိုဘကပို့ပြီးတော့ရေဒီထဲကရေနေဟုတ်တယ်သမီးရလို့စောချင်တာထဲလားဒီနေ့ပါတာဟုတ်ကဲ့လာခဲ့။ဒါတိုက်တာရိုက်တာ။ကောင်းတယ်နားဆက်လေးနဲ့ကောင်းတယ်အောက်ပွင့်ရောမေးကြည့်လိုက်ဟုတ်တယ်ဝါဦးတော့ကြိုက်တော့ဝါဦးတော့လေပဲနင်းနေတာကြောက်ပွင့်တော့တော့မစားဖြစ်မမကမီးကြပြပို့ကြတယ်ဒါအချင်းပုံရတယ်ကြောက်ပွင့်ရမမကြောက်ပွင့်ပို့ကြတယ်ပေါ့အဲ့ဒါဝါဦးလည်းစားလို့ကောင်းတယ်ကျေးဇူးပါသမီးဟုတ်တယ်မလားတော်လာပါပို့ကြရဟိုကကြတော့နည်းနည်းလန်းသွားတယ်ဟုတ်ကဲ့ဒါကိုရေကစားပြီးတဲ့အချိန်အဲ့လိုမျိုးစားရင်ပိုကောင်းတယ်သူကနည်းနည်းလန်းလေးအချင်းများလေးနဲ့ဆိုတော့ကြောက်ပွင့်ရတမ်းများလေးများအမေမသိတော့ကြောက်ပွင့်တုံးတယ်မှာပစုံကြောက်လေးပါငါဘေးနာအပေါ်ကငါယူစားတာဘေးကအပေါ်မနေပဲနဲ့လေဘေးနာဒီပါမေတက်လို့တော့မှားပြီးတော့ယူစားမိတယ်လားပစုံကြောက်လေတို့အေးအဲ့ဒါကြောင့်မဒီထဲမှာတော့မပါဘူးဒါတော့မေစားလို့ရတယ်ဒါကတော့ငန်းများရင်နန့်လည်းဘာမှမရဘူးဒီကတော့မေစားလို့ရတယ်မယ်တော့မပြောလိုက်ဘူးဟုတ်တယ်သမီးမဲရတယ်မေစားမှာမင်းကလုံးဝမစားတော့ဘူးကဘာပြည့်နေပြီလဲဆိုတော့မှတ်မိပြီလားအဲ့တော့သမီးတက်လို့မပြောတော့ဘူးလေ
ပြောအပေါ်ရနေဖြူထားတာဖြစ်နေ อืม မမဘင်းသားလေး အပေါ်ကျူးရတော့မင်းအောက်ကစားလို့ရတက်တက်လို့ရ ဘင်းသားလေးမမ ကြောက်ကွန်ဖက်ဟာအားဆိုရင်ပေလွှဲဖို့မေ့နေဘာလို့မှဆန်းစောတော့ဆန်းဖြတ်လိုက်တာပေါ့နော်လမ်းပြီးတော့ပို့လိုက်ပါဦးမယ်ပိတ်ထားလိုက်လေအခုကပတ်စံလက်မှတ်ဝယ်တဲ့ဟာလှမ်းပြီးတော့ပို့နေ你不让你生了。ဟိုဘက်တကားနေစီ ဟုတ်ပါငါတောက်လေးအများကြီးပဲစေးကြည့်လေချစ်တော့ဘယ်လောက်ထိရောက်လဲ ငါးလေးတွေချစ်စရာလေး ငါးပေါက်လေးတွေဟာ ဟုတ်တယ်အများကြီးပဲ အေးအကြီးက ခုံပါပဲ အနိကလည်းဟိုကင်မရာအကြီးနဲ့ဆွဲမှရမှာ အကြီးနဲ့ရိုက်မှရမှာ ဒါအနိကတော့ရောက်မှာပဲ ခုနနေကိုကနေတယ်နေတဲ့ကြည့်တော့မယ်နာနေတယ် ဟုတ်မလား ချစ်တလုံးလောက်ရောက်တယ်ချစ်တလုံးလောက်ရောက်တယ် ခလေးတော့ဟုတ်မယ် ရေကခြေတစ်လုံးလောက်တော့ရတယ်အေးတယ်အမတော့ရေစံရပြောဖို့တော့ကောင်းပါတယ်အော်ရေများရင်တော့ပိုလှမယ်ဘေးကြောက်သုံးလဲဟိုကြောက်သုံးလား ကြီးမှမှီလိုက်ချိုးမတတိထား ရေညှိလေးနဲ့ အေးအဲ့ မလုံးတမင်းသွားကျိုးနေဦးမယ်ချော်လဲပြီးတော့ တောင်းကြီးကိုမတက်နဲ့ဟိုချောင်းတော့ဒီနာတော့သွားခိုင်းတာ ဟုတ်ကြောက်သုံးကြီးကို ဟိုချောင်းတော့အကြီးကိုမှီပြီးတော့အဲ့ရနေပြီးတော့မမရိုက်ပေးမယ်လေ တန်ချောင်းကြီးဟာ Oh my god တန်ချောင်းကြီးအပြင်ဟိုဘောသွားတယ်တန်နေမီလူလေးဟွာဖြစ်နေအောင်မယ်မေးခိုင်ဖို့ရပါဝင်နေအောင်မယ်ငါဆိုဒီမှာလဲစော်လဲစော်ကျင်လဲချော်လဲမှာလဲကြောက်တယ်ရောက်ပါပြီပလေးရောနှိပ်ထားရဲ့လားမေအပေါ်ရောက်နေတော့အဲ့လိုဒီဘက်ကလည်းပြန်လာခိုင်းလဲဆင်းပြီးတော့ပြန်လာမှာလားဟုတ်တယ် လာလို့ရှိရင်အဲ့ဒီပြန်စင်းပြက်တဲ့ကပဲပြန်စင်းလိုက်ဒီဘက်မလာဘူးလို့အဲ့လိုစောချင်တာအင်ကြီးအပေါ်မပါတော့လို့အခုချမ်းတို့တွေကရက်ချောင်းကိုရောက်နေတာပေါ့နော်သူကကရက်ချောင်းကကြောင့်အဲ့လိုမျိုးမြင်တဲ့အတိုင်းပဲကြောက်လေနဲ့
ကာထားတာဒီရေလေးပေါ့ဒီမှာရေကြမ်းနေအောင်ဆိုပြီးတော့ကြောက်တုံးလေးနဲ့အဲ့လိုမျိုးကာထားတာပေါ့နော်အကယ်၍အဲ့လိုရာမှာကာထားဆိုရေကတော်တော်မရှိတော့တဲ့လောက်ဖြစ်သွားမယ်လို့ထင်တယ်ရေတော်တော်နဲဝမယ်လို့ထင်တယ်ဒါအဲ့လိုကာထားတော့မှရေကအခုနည်းနည်းပဲရှိရတယ်ပေါ့နော်ဆိုတော့ဒီကရက်ချောင်းကလှတဲ့အချိန်ကတော့မိုးရင်းကတော့ပိုလှတယ်လို့ပြောတယ်ဘာလို့ဆိုတော့သူကရေလေးစီးနေမယ်ပုံစံမြင်ရမှာဆိုတော့လေအခုကကျတော့ကြည့်ရတဲ့ပုံစံကဘယ်လိုခေါ်မလဲရေတေပေါ့နော်ရေကူးကန်လေးထဲရောက်တဲ့အဲ့လိုပုံစံမျိုးခံစားချက်မျိုးပဲရတယ်ဆိုတော့ရေကကျတော့အေးတာတော့အေးတယ်အေးလေးဟိုအရန်အေးတော့မဟုတ်နည်းနည်းအေးလေးပေါ့နော်ဆိုတော့ရေဒီကန်ထဲမှာဒီရေချောင်းထဲမှာကြည့်မယ်ဆိုငါးလေးလည်းရှိတယ်ငါးပေါက်လေးလောက်လေးရှိမယ်ပေါ့နော်အဲ့ငါးလေးတွေ့ရပြီးချာအဲ့ငါးလေးတစ်ချက်ရိုက်ပြပေးမယ်ဝါဟိုဘက်မှာစောနေဟိုဘက်မှာကြည့်အဲ့လိုဘောကွင်းလေးနဲ့အဲ့လိုစောချင်တာအင်ကြီးအပေါ်ကမပါတော့စောလို့မရတော့နားတယ်အဲ့ဒီမှဒီဟိုကလည်းစောင်းလာမနက်ကဝတ်တဲ့ရေကူးဝတ်စုံဝူလာခဲ့လိုက်ပါတယ်ဆိုဒီနားလေးတော့စိတ်ချမ်းသာတယ်ပူဝင်မဲ့နေပူဝင်မဲ့အရန်ပူကြီးမဟုတ်ခံနိုင်တယ်အသားရောမဲကုန်တော့မှာပဲဆိုမနေ့ကချင်းကြိုက်ထားတာလေနဲတာမဟုတ်မြင်ရလားတော့မသိဘူးမနေ့ကချင်းကြိုက်ထားတာညပူလို့ဆိုတော့တကားမီးစပိတ်လိုက်တော့ပူလို့ဆိုပြီးတော့တကားဖွင့်လိုက်တာအချင်းလေးပြေးဝင်လာတာဟိုအပေါ်မှာကရက်ချောင်းတထားနဲ့တူတယ်你一不搞完了吧？直接对你包牛了嘛？鸡是鸡的来，为啥子呢？俺不要，俺不看。来，你们鸡的，鸡的。俺这边哈人家不对的，我来录下吧，你这哈不啦？ဒီဆိုင်ရဟာမနေ့ကမြောက်ကကင်မရာအကြီးပိတ်လိုက်ငါရိုက်ချင် ငါရိုက်ချင်တယ်အဲ့ဆိုရင်မမရောကျေးရမလုပ်နဲ့အဘွားနဲ့ပြေးကြပြီ။ငယ်လုံးကဘရောမအစာဝဲမှာအစာဝဲကိုလုံးနဲ့မလုပ်ငါရိုက်နေငါပေါက်လေးချီတောင်းနေတာပဲဟိုကလေးမိသားစုလိုက်လို့လာပြီးတော့ရေကစားနေတာပျော်စရာကြီးဘလို့လားပြောလားပြောတယ်โอเคချမ်းစားတဲ့အားကြတော့ဒီကြောက်ခွင်းတုတ်က4000ကျတယ်ဒီဝါဦးတုတ်ကကျတော့3000ကျတယ်ပေါ့နော်ဆိုတော့အရသာလေးလည်းမစိုးပါဘူးစားလို့ကောင်းပါဘူးဆိုတော့အခုချမ်းတို့ပြန်လိုက်ဦးမယ်အခုအချိန်က10:45ဆို17နာရီတော့ထိုးတော့မယ်ပေါ့နော်ဆိုတော့အဲ့တော့ချမ်းတို့တွေအခုလောက်ပြန်มาအပေါ်လောက်ဖြစ်မယ်ဆိုတော့ဟုတ်တတာဟုတ် YouTube မှာချမ်းမြေအီးမယ်ဟုတ်တတာအဲ့ဒါလေမမဟိုကောင်းချင်းဝတ်သားကောင်းချင်းထုတ်ကျွေးရင်လေအဲ့ဒီအရွက်နဲ့ထုတ်ပေးတာမှတ်မိတယ်ဒီတရားကားတွေလာလွယ်ကူကူလာလို့ရတယ်အဲ့ဒါကိုဒီတရားကားတွေမလာပဲနဲ့6တော့ငေါပြဟိုးဘာမှလမ်းလေးတွေ့လားဟိုနားမှာအဲ့ဒီလမ်းလေးအဲ့ဒီမြေလမ်းလေးအဲ့ဒီလမ်းကနေတော့ခက်ခဲတွေဆင်းပြီးတော့လာတာကြက်ချောင်းကိုအဲ့လိုလှုပ်လိုက်ရင်တလွဲတွေပါဆိုအဲ့မှာအဲ့ဒီအောက်ကြောက်တုံးလေးနဲ့လမ်းလိုက်ရှာလေးတဲ့လမ်းကလည်းဟိုဘယ်လိုခေါ်မလဲလမ်းနေနဲ့မဟုတ်တော့လေအဲ့ကြောက်တုံးလေးကြားတဲ့ခက်ခဲလာခဲ့ရတယ်9မိနစ်လောက်ဟိုတယ်ကိုလမ်းလျှောက်ပြန်မယ်
အခုကချမ်းတော်တွေဟိုတယ်ကိုပြန်ရောက်ပြီပေါ့နော်ပြန်ရောက်ပြီးတော့ဒီအခန်းထဲမှာအထုပ်လေးပါလေးသွားပြီးတော့ပြင်ဆင်ပြီးတော့ချက်ကောက်လုပ်တယ်ပေါ့နော်ချက်ကောက်လုပ်ပြီးတော့အခုပြန်တော့မယ်ပေါ့ဆိုတော့ချမ်းကလက်မှတ်ကတော့တခါတည်းဟိုမှာကတက်ချောင်းမှာပဲလှမ်းပြီးတော့ဖုန်းဆက်ပြီးတော့လက်မှတ်ဖြတ်လိုက်ပြီဆိုတော့အပြန်တော့လက်မှတ်လည်းအဆင်ပြေသွားပြီဆိုတော့ချမ်းရဲ့ကြိုက်ထီယိုဗီလော့ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီလော့လေးမှာလည်းပြန်တွေ့ကြမယ်နော်တတာ